ဟုတ်တယ်နှစ်ကို24ချိန်မှာပေါ့နော်ပြန်ကြကနန်းတွေပဲပြန်တွေ့နေတာပေါ့အဲ့ဒီပြန်ကြကနန်းတွေပြန်တွေ့နေတဲ့ဖြစ်စဉ်တွေမှာကျွန်တော်တို့ဒီနှစ်ခုပဲရှိတာကလန်နာတစ်ပြည်လုံးမှာ3ကြပတိ9ပတိ2ပတိပေါ့နော်3ကြ9နှစ်လို့ဖြစ်စဉ်နှစ်ခုပဲရှိတာပေါ့နော်ဒီမှာလဲ3ကြပတိ9ပတိ2ပတိ3ကြ9နှစ်ပေါ့အဲ့ဒီဖြစ်စဉ်နှစ်ခုကိုကျွန်တော်တို့ဒီရှင်ကြည့်လိုက်တဲ့အခါမှာပြန်ကြကနန်းကဘယ်ကနန်းဖြစ်တာလဲပေါ့နော်အဲ့ဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ဒီသူ့ရဲ့ဘေးမှာလေ4ပတိ9ပတိ9ပတိပေါ့နော်ဒီ4 9 9ဆိုတဲ့ဘေးရဲ့ကဏ္ဍဒီပြန်ကြပါတဲ့ဘာတောင်းဒီချိန်မှာကြလဲဆိုရင်တဲ့1 2 3 4 5 6 9 10 11 12 14ပင်ကြီးလိုက်တဲ့ချိန်မှာပေါ့နော်14ပင်ကြီးလိုက်တဲ့ချိန်မှာ86လေးရှိတယ်အဲ့ဒီ86လေးရှိလို့သူနဲ့86လေးနဲ့တန်းမှာလာချပေးတာကျွန်တော်တို့ဒီချကျင်တိုင်းချလို့ရတာမျိုးမဟုတ်ဘူးကလနာနားလည်တဲ့လူတွေဆိုရင်ပေါ့နော်သူရဲ့အထောက်အထားတွေနဲ့ကျွန်တော်တို့ကိုက်ညီမာတာချပေးတာပေါ့နော်ဒါကြောင့်86လေးရှိလို့86လေးနဲ့တန်းမှာပြန်ချပေးတာတဲ့ကျွန်တော်ဒါပထမ site ပေါ့နော်ကျွန်တော်ဒုတိယ site ကိုသွားပြီဆိုရင်တဲ့ဒီမှာ4 9ခွန်နော်အဲ့ဒီ4 9ခွန်ရဲ့ဘေးရကဏ္ဍပေါ့ကျွန်တော်ဒီမှာလဲ4 9ခွန်ပေါ့နော်ဒီမှာ4 9ခွန်ပရိရဲ့ဘေးရကဏ္ဍတည်တဲ့ကျွန်တော်963ဒီလေအောက်ကိုပြန်ချပေးရပြန်ချပေးတဲ့အချိန်မှာဘာတောက်ဒီချိန်မှာလာချလဲပေါ့သူကချချိန်တိုင်းကျွန်တော်ပြောသလိုချချိန်တိုင်းချလို့ရတာမျိုးမဟုတ်သူအထောက်အထားနေနဲ့သူကိုက်ညီမှာတာကျွန်တော်သူနဲ့အချိန်ကိုက်ဖလန့်ချပေးတာ14ပင်ရှိမှာပေါ့ဒီကနေ1 2 3 4 5 6 9 10 11 12 14ပင်မှာ68လေးရှိလို့68လေးနဲ့တန်းမှာပဲကျွန်တော်တို့ပြန်ချပေးတာเนาะဟုတ်ပြီကျွန်တော်ဒီခုနပထမ site ကိုပြန်သွားမယ်ဆိုရင်ဒီအဲ့ဒီရှင်ကား8တီလဲတဲ့ကျွန်တော်ရှင်ကား8တီလဲ3ကြပရိတ်9ပရိတ်2ပရိတ်ဖြစ်လိုက်တာနဲ့သူ့ရဲ့အောက်မှာပြန်ချပေးတာပါတဲ့เนาะအဲ့လိုမျိုးရှိတယ်ဒီကျွန်တော်ဒီ356တီလဲတဲ့ဒီနေရာမှာတွေကကျွန်တော်တို့ဒီ3ကြ9နှစ်ပရိတ်မဖြစ်ခဲ့လို့မို့เนาะချမပေးခဲ့တာ3ကြပရိတ်9ပရိတ်2ပရိတ်ဖြစ်ခဲ့ပြီတဲ့ဖြစ်ခဲ့တဲ့အောက်မှာဒီ356တီ356လို့ကျွန်တော်တို့ပတ်လဲချပေးမလားပေါ့နော်ကျွန်တော်တို့ site အရာဆိုရင်တော့356ကချပေးရမှာပေါ့ဟုတ်ကဲ့ပဲဒီလောက်ပါ